ဆိုင်တေးသေးလေးဖွင့်ထားတယ်ကောင်းမလေးကြောင်းဝယ်ဒီဆက်ပေးရမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့နော် like and subscribe လုပ်ပေးကြပါအောင်ရှင်ကဲအဲ့ရထားပြီးဆိုတော့ရေစိုး like ကလေးဖွင့်လိုက်အောင်ပါမနေ့6နိုင်ချိုးမှာပဲငါ6နိုင်ချိုးမှာဆိုရင်ချိုးရမယ်ညနာလေးပါလေးတက်လိုက်တော့ညနာတက်ပြီးတော့အခါကဲအဲ့ဒါဆိုရင်ငါရေချိုးပဲကြတယ်ရေတွေကလည်းချိုးလို့ကောင်းတာပဲငါရေချိုးပြီးပါပြီဆိုတော့အင်ဂျီလေးပါလေးလေးလိုက်ပါအောင်ကဲအင်ဂျီလေးလည်းမယ်ဆိုတော့ငါကြိုက်တဲ့အင်ဂျီတွေရှိလားမသိရှာလိုက်ပါအောင်ကဲအခုအပေါ်အောက်ထပ်မှာငါကြိုက်တဲ့အင်ဂျီငါဒီအင်ဂျီတွေတင်ကြငါဒါလည်းမကြိုက်ဘူးနေ့ဆိုင်ဖွင့်မှာဆိုတော့နည်းဒီဇိုင်းနည်းလေးဝတ်ပါမယ်အဲ့ဒါဆိုတော့ဒီ dress လည်းမကောင်းဘူးနော်အဲ့ဒါဆိုရင်အောက်ထပ်မှာရှိတော့တယ်ဟုတ်တယ်အောက်ထပ်မှာရှိတော့တယ်ဟုတ်တယ်ဒီမှာဒါလေးပဲဝတ်ပါမယ်နောက်ပြီးရင်စပင်လေးကိုကြတော့စပင်လေးကိုကြတော့နည်းနည်းလေးကောက်လိုက်မယ်ဟိုစပင်ကောက်နေဆိုချစ်စရာအဲ့ဒါဆိုရင်ဒီကြီးကနေငါတခုခုတော့ရွေးချယ်ရမယ်ဒါလေးကောင်းတယ်ဒါလေးကြိုက်တယ်ဒါလေးနဲ့ပဲကဲငါခါလာလေးချင်းလိုက်တော့မယ်ခါလာလေးချင်းပဲဒါလေးကတော့အဖြူဆွတ်ဆွတ်ထားလိုက်ကဲခုချင်းလာတာဆိုရင်ကဲနဲ့ချက်လေးရောင်ပြောင်းလိုက်ပါဦးငါပြီးပြီဆိုတော့အလုပ်လုပ်ဖို့အတွက်လုပ်ပါလိုက်ပါဦးခန်းလိုက်ကစီအကုန်ပိတ်ထားပဲငါနေ့ပြင်မှာပဲပုံသွားစားရတော့နေဟဲ့ဘလို့ဖြစ်ကုန်တာလဲကဲခုမိတ်ကလေးပါဒီပြင်လိုက်ပါဦးမိတ်ကပြင်ပြီးတော့အခါဒီမီးနမူလိုက်မယ်ငါဒီလိုက်ကစီလေးဖွင့်လိုက်ပါဦးပတ်စံကိုင်းလေးရောလွယ်သွားမှဖြစ်မယ်။ဒီကကျတော့ခင်မီနဲ့ပတ်စံကိုင်းကိုရှာလိုက်ပါဦးဒီထန်းလေးပတ်စံကိုင်းကိုကဟာလေးပဲကိုင်းမလိုက်တော့မယ်ဒီပတ်စံကိုင်းချစ်စရာလေးငါဒီနေ့အပြင်မှာမုံစောစားလိုက်တော့မယ်အလောက်ကလည်းငါဒီနေ့နောက်ကျနေပြောင်းပါမိုးလဲလင်းသွားပြီကွာအချိန်ကြီးလည်းမြန်လိုက်တာကဲငါကားစီးပြီးတော့အပြင်သွားရမယ်ကဲငါကားစီးပြီးတော့ပြင်သွားမှာဆိုမနေ့စာရင်စားလိုက်မယ်ဒီဆိုင်မှာအမကျမတို့ဆိုင်မှာဗာလိလိုလဲရှင်အော်ကျမမုံလေးစားချင်လို့ပါရှင်မနေ့စာဟုတ်ကဲ့ဟိုနားမှာထိုင်ပါရှင်ငါအေးစီထိုက်စားမယ်ငါကဒါလေးပဲစားလိုက်တော့မယ်နေရာစားကောင်းတာပဲအခုလိုအားပေးကျမတို့ဆိုင်အခုလိုအားပေးတော့ကျေးဇူးပါတယ်ရှင်ရပါတယ်ရှင်ကဲငါခုဆိုင်ဖွင့်ဖို့နောက်ကျနေမယ်ငါသွားရတော့မယ်ငါဆိုင်ဖွင့်ဖို့နောက်ကျနေမယ်မင်းသွားရအောင်နေဟဲ့ငါနောက်ကျရင်မဖြစ်ဘူးဒီမှာခဏကားလေးနားမှာရလိုက်ကဲငါဆိုင်နေတော့ဒီမှာဖွင့်ထားပဲပန်းလေးရလည်းမွေးနေပဲကဲငါဆိုင်ရောက်ပြီဆိုတော့ငါဒီတန်းလေးပဲထိုင်လိုက်တန်းလေးထိုင်လိုက်မယ်နော်မနေကြလို့ပေါ့ငါကြောင်လေးတွေ့ငါပစ္စည်းတွေတော့ပြီးကြရှိရင်ငါတော့ရလိုက်ပါအောင်အခုငါတို့မြို့မှာနာမည်ကြီးနေတဲ့ဆိုင်ကိုသွားရမယ်ငါအခုနာမည်ကြီးနေတဲ့မြို့ဆိုင်တမဆိုအပန်းရောင်ဆိုင်တင်တဲ့အဆိုင်ငါတိတ်ရောင်တော့ရှိပါမလိ
ကဲဆိုင်ရောက်တော့မယ်ပေါ့နော်နားမှာရလိုက်တာမယ်ကြောင်လေးရောက်ပါလာတယ်လားတမဲကြောင်လေးငါလည်းတော့လိုက်ပါအောင်မအော်ကလေးလေးပါလားဗမာလို့လို့လဲရှင်အော်တမီးကဟိုဟာကြောင်လေးအတွက်ပစ္စည်းလေးလာဝယ်ရပါရှင်အော်ဟဲ့လားအဲ့ဒါဆိုကြည့်နော်ကလေးငါကြောင်လေးအတွက်ဒီတစ်ပင်ထဲမှာဒီတစ်ပင်ဟာလေးယူလိုက်မယ်နောက်ပြီးဒါလေးယူလိုက်မယ်ဟိုကြည့်အင်ဂျီလေးချစ်စရာလေးဒါလေးယူလိုက်မယ်အဲ့ဒါဆိုဒီ level လေးကဒါလေးယူလိုက်မယ်အဲ့လိုဘူးဒီလိုလေးရှင်းလိုက်တော့မယ်ပေါ့နော်ငွေရှင်းပြီးတော့ကွာဟိုကျမတို့ဆိုင်ကနေအခုလိုအားပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ညီမလေးဟုတ်ရပါတယ်ရှင်နောက်ခါကျရင်လာပေးဦးနော်ဟုတ်အမကဲငါပြန်ကြရှေ့ပြန်လိုက်တော့မယ်ငါပြန်ကြရှေ့ပြန်လိုက်တော့မယ်ဒီနေ့လဲငါကြောင်လေးတော့ကိုလဲငါပစ္စည်းလေးတော့ဝယ်ပေးအောင်ပါပဲငါလည်းသွားလိုက်ပါအောင်ငါကျတော့ဆိုင်ကလေးနဲ့ပဲသွားလိုက်မယ်အကောင်းဆုံးပဲဆိုင်ကလေးနဲ့ဆိုင်ကလေးနဲ့ကြောင်တော့ကနေတင်ပြီးငါဒီဆိုင်လေးတော့မယ်ခုနာမည်ကြီးနေဆိုင်လေးသွားမယ်ဆိုင်တို့ရောက်တော့အခါကိုဘာများလို့လဲရှင်ကြောင်ကြောင်ပစ္စည်းလေးလိုချင်လို့ပါဗျာဟုတ်ကဲ့ကြောင်ပစ္စည်းလေးရမယ်နော်ဟိုမှာကြောင်လေးကလာခဲ့လေကြောင်လေးကဘာဖြစ်နေရလဲငါဒီဟာလေးယူလိုက်မယ်ဒါပဲယူလိုက်တော့မယ်အမသွားရင်နော်ဟုတ်ကဲ့ခုလိုအားပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ကဲငါလည်းပြန်ရတော့မယ်ကဲငါလည်းမူးဆိုင်ကြီးရလဲမူးစုခံနေနေတူရဲ့ညတော့ရောက်နေပြီပဲငါအိမ်ပြန်ရမယ်ဒီနေ့ရောင်းကြရတော့မစိုးပါဘူးလေငါတခါလေးသွားနေမနဲ့စာပါဝင်စားလိုက်တော့မယ်ဟုတ်ပါဘူးညစားတော့တခါလေးဝင်စားလိုက်တော့မယ်ကွာစီဆိုင်ဖွင့်နေလားမသိဘူးငါခိုင်းနေချက်ဆိုင်ဆိုင်ရပိတ်သွားပြီဟာငါဘယ်လိုလုပ်လဲငါခိုင်းစနေကြဆိုင်ကိုသက်ဆိုင်တော့မယ်အမပစ္စည်းစားလိုက်အောင်မေးဆိုဒီနားနေထိုင်စားတော့မယ်ငါဒါလေးပဲတောက်ပြီးတော့တော့ပါမယ်ညအိတ်တဲ့ခါကျအိတ်လိုက်တော့မယ်ဒါလေးနဲ့ပဲဒီတစ်ခါကျတော့ပေါ့နော်နည်းနည်းလေးဒီဗီဒီယိုလေးကနည်းနည်းလေးရှည်သွားပါရှင်အနောက်ဆက်လေးလည်းများပါတယ်ရှင်အဲ့ဒါလေးတော့တီးခံမကြည့်ပေးကြပါရှင်ကဲငါအိမ်ပြန်ရောက်ပြီဆိုတော့ရင်ဆုံးရင်ချိုးရမယ်စံကိုက်ကိုချပြီးတော့ရေချိုးရမယ်ကွာရေချိုးပြီးပါပြီဆိုတော့ညောင်အင်ဂျီလေးပဲပို့လိုက်တော့မယ်အင်ဂျာမက်ဆိုတော့ပုံမှာကဲငါဒီနေ့ပစ္စည်းလေးပါလိမ့်မှာလိုက်ပါအောင်ပါအားလုံးပဲဘိုင်းဘိုင်းပြီးဆုံးရပါပြီရှင်